အမရေအမလေးရုံးချုပ်ကိုမီတင်လေးခဏသွားမလို့အမကိုဒီစင်းလေးမဆက်ထားပေးလိုက်နော်အမပြန်တော့ပဲဆက်လိုက်အဲ့ဆိုအမပြန်ခဏသွားလိုက်အောင်မယ်ဘာလို့စလို့မရအောင်ဒီတူကောပါပဲမီတင်ကနီးမလာပြီဆုံးပါပဲစိတ်ပါမကတာရှိတယ်မပူကအဆက်လို့လည်းမရအောင်ဝယ်ဘာလို့လဲဒီကြည့်နေပါဦးအောင်ဟုတ်လားလွှဲပြလိုက်မယ်ဆိုဘယ်လိုဖြစ်ပါလားအမဟဲ့ပါဒုက္ခပဲအမလည်းမီတင်သွားချိန်နီးနေပြီဆိုအဲ့ဆိုလို့ရှိရင်လည်းဒီနားပြည်နေကြဆိုင်မှာလီလိုတော့ခေါ်ပေးပါလားဟောဟုတ်ကဲ့နော်ကျွန်တော်ဘာပေါ်လဲနော်မဒီကဝက်ရှော့ပိတ်ထားတယ်ဒုက္ခပဲဟာဒီနေ့မီတင်သွားမှရှိလာရဲ့ဆိုမှအဲ့ဆိုလို့ရှိရင်ဒီချာဝက်ရှော့ရေးဆိုတော့ဆက်ပြီးခေါ်ကြည့်လိုက်ကြလားထက်တာဖုံးဆက်ကြည့်လိုက်မယ်နော်ခါတော့မှဆက်ကြည့်လိုက်မဘယ်လိုလာဖို့မအားဘူးရဲ့မဒုက္ခပါပဲငါစိတ်ပါကျွန်တော်ပြန်လာမလားမသိရောအော်ကျွန်တော်ပစိရကြီးอ่ะကျွန်တော်တကယ်ဒီနေ့သုံးနေတဲ့ number 1 service application ဆိုတာရှိအဲ့ဒါ CDA နေတယ်မှာခေါ်ကြည့်လိုက်လားရောဟာအဲ့ဆိုလည်းခေါ်ကြည့်လိုက်ပြီဟုတ်ကဲ့ခေါ်လိုက်ပြီနော်မအောင်โอเคဆက်လိုက်လို့